ကျမကကြက်သွန်နီလေးပါနေလို့မကောင်းပဲမျက်နှာညှိုးနေတာရက်တော်တော်ကြာနေပြီနော်ရာသီမလာဘူးဟော်မုန်းတွေကမောက်ကမဖြစ်ဘိုက်ကလည်းအောင်ကိုလက်တွေကလည်းဖောတုတ်ပြီးတကိုယ်လုံးတင်းကျပ်နေတာလေဒါပေမဲ့နင်ကတော့ဘာမှမဖြစ်သလိုဟန်ဆောင်နေတော့ပဲတကယ်တော့နင့်ခန္ဓာကိုယ်ကသွေးလေမမှန်ဘူးလေရောက်နေတယ်သွေးလေပတ်မှုမကောင်းဘူးဆိုတာအထင်ရှားပြနေတာတောင်သီးခံလိုက်အောင်မယ်ခဏနေပျောက်သွားမှာပါဆိုပြီးနင်ကမျက်ွယ်ပြုတ်နေတော့မယ်အမှန်တော့ဒါတွေကဘယ်တော့မှအလိုပျောက်မသွားပဲလာတိုင်းပိုပြီးဆိုးလာတယ်ပိုစိတ်ညစ်လာတယ်ပိုပြီးတော့လဲပင်ပန်းလာရတယ်ကျမကိုရိုးလေးပဲဆိုပြီးနင်လစ်လူရှုထားတယ်မဟုတ်လားတကယ်တော့ကျမကနင့်အတွက်အလွယ်ကူဆုံးအကူအညီပဲကျမကို9လုံးကနေ9လုံးလောက်ထုပြီးရေတဝက်လီတာနဲ့10မိနစ်လောက်မီးတင်နဲ့ပြုတ်လိုက်ရုံပဲအဲ့ဒီနောက်ညအိတ်ခမ်းဒီမှာနွေးလေးတောက်ပေးအဲ့ဒီလိုနှွေးထွေးတဲ့အရာမျိုးကမှပိုက်အောင်တာကိုတက်တာစေပြီးသွေးလေတွေကိုပြန်ပွင့်စေတာရှေးကအမျိုးသမီးတွေဆိုတာခန္ဓာကိုယ်ကြီးပျက်စီးသွားတဲ့အထိထိုင်မဆောင်ကြဘူးနေလို့မကောင်းစပြုတ်ကလေးကသွေးလေတွေစအောင်ကလေးကကြိုတင်ဂယုစိုက်တတ်ကြတယ်ဒါပေမဲ့ဒီဘက်ခေတ်အမျိုးသမီးတွေကြမှအကုန်လုံးပျက်စီးယိုယွင်းသွားတော့မှအဖြေရှာတတ်ကြတယ်ဒီနေ့ကျမကိုလစ်လူရှုထားသေးလဲရပါတယ်ဒါပေမဲ့တနေ့ကြလို့နင့်ခန္ဓာကိုယ်ကမခံမရက်နိုင်အောင်တင်းကျပ်အောင်တက်ပြီးအသက်ရှူရတာတောင်ကြက်လာတဲ့အခါနင်ကိုယ်တိုင်ကျမစီတောင်းတပြေးလာပြီးငါပါလို့ကြက်သွန်နီပြုတ်ကိုစောစီမတောက်ခဲ့မိပါလိမ့်လို့ကိုနောင်တရနေမိပါလိမ့်